channel မှာဇလပန်းယုံနေဖွင့်နေပါပြီကဲဒီယုံကြီးကိုယဉ်ကြည့်ရအောင်ပတ်ချလဲပဲလှလိုက်တာကြည့်ပါဦးဝှစ်စွန်းတော့ပဲသူတို့ကအရန်နုတော့အနေတအားပြင်းရင်ပွင့်လေးတွေကညှိုးကြသွားတာမြန်တယ်တော်သေးတယ်ဒီနေ့မိုးအုံနေလို့တစ်ပတ်လည်းပဲပြီးဟိုဘက်တယုံသွားကြည့်အောင်ဒီဘက်မှာတယုံမှာဇလပန်းလေးလည်းမှုရတာပဲဟုတ်နေထွက်လာပြီပြောဆိုရင်ကြည့်ကြပါဦးဝင်နေတာအရင်